တငယ်ချင်းမင်းမှာအဆက်ရောရှိသေးရဲ့လားမင်းကတော့တကယ်ကိုအဆက်မရှိတဲ့လူပဲမင်းတစ်ခုခုကိုနားလည်မှုလွဲနေတာလားကျန်းယူကမင်းကြိုက်ဆုံးရွှေရောင်ပဲလိပ်ပြမှုန့်သွားဝယ်ရင်လမ်းမှာပို့ဆောင်ရေးသမားနဲ့တိုက်မိပြီးဒဏ်ရာရသွားလို့ငါးယောက်ျားကိုဒဏ်ရာစီးပေးဖို့လှမ်းခေါ်လိုက်တာစိတ်လိုက်မှန်ပါဖြစ်သွားတဲ့အတွက်စော်ကြီးပဲမင်းပြန်သွားလို့ရပြီငါတို့နှစ်ယောက်လုံးစိတ်အေးအေးထားကြရအောင်ငါတောင်းပန်ပြီးပြီပဲမင်းကဘာဖြစ်နေတာလဲစိတ်အေးခြင်းလဲအေးအေးထားပေါ့သူကဘာလို့ဒီလိုဖြစ်နေတာလဲကျန်းယူနင်ကရောသူ့လို့သမျှကိုမငြင်းငွေဘူးလားရေစရာဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်ဒါပေမဲ့ဒါကငါအသေးချာစီစဉ်ထားတဲ့ကြောင်ချော်နေပြူဟာရဲ့နောက်ဆုံးအဆင့်ပဲလေပြောခဲ့တယ်လို့ပဲဒီကြောင်ပေါက်လေးကိုဖမ်းဖို့အတွက်ငါကတီးခံနိုင်စွမ်းအလွန်မြင့်မားတဲ့သူတစ်ယောက်ပါငါနင့်ကိုမုန်းမှာမဟုတ်ပါဘူးငါအပင်ပန်းခံပြုစုပြိုးထောင်ထားတဲ့ဒီကြောင်ပေါက်လေးကိုလေနောက်မှအိပ်ပျော်နေတော့ချော်လဲသွားတာလို့ပြောလိုက်မယ်ငါပဲဆေးပေးပါမယ်အယောင်ကြားပြန်လာပြီလားငါခြေတော့ဆေးခြင်းလို့ရင်နွေးစိမ်ပေးဦးငါအပေါ်ထားတဲ့သူ့ရဲ့အထင်ကြီးမှုကိုသူကအခွင့်ကောင်းယူနေတာငါသူ့အတွက်ရေသွားယူပေးလိုက်မယ်အဲ့ဒီကြောင်ပေါက်လေးကအလိုလိုက်တာခံရတဲ့အခါငါခင်းထားတဲ့ထောင်ချောက်ထဲကိုသူတလန်းချင်းတိုးဝင်လာတာကိုသူသိသွားလိမ့်မယ်သူကငါအလိုလိုက်တာကိုခံရလုံးလို့အကျင့်ပြတ်နေပြီအခုကတော့ဒီကြောင်ပေါက်လေးကိုလွှင့်ပြရမယ့်အချိန်ပဲကျန်းယူငါစကားနားထောင်ပါဦးငါတကယ်ရည်ရွယ်ပြီးလောက်တာမဟုတ်ပါဘူးတကားဖွင့်ပေးပါဦးသူကပြန်တွဲဖို့ဘလောက်ပဲတောင်းပန်နေပါစေလောမကြီးနဲ့အောင်သူ့ကိုမျက်ရည်တုပ်ပေးလိုက်ပါတောင်းပန်ပါတယ်ငါ့ကိုခွင့်လွှတ်ဖို့အခွင့်အရေးလေးတစ်ခါလောက်ပေးပါလို့သူပြောလာလိမ့်မယ်ဒီလောက်အေးတဲ့ရာသီဥတုမှာသူအေးနေတယ်လို့ပြောရင်ရောသူအနှိမ့်ဆုံးအခြေအနေကိုရောက်နေတဲ့အချိန်ကျမှသူ့ကိုပြန်လက်ခံလိုက်ပါဘာလို့လဲသူကပို့ပြီးတော့နှိမ့်ချလာလိမ့်မယ်ကျန်းယူငါဘိုင်းနည်းနည်းအောက်လို့မင်းဒါကမင်းသမီးယောဂါလားစိတ်မဆိုးပါနဲ့သူမေးချင်တာမေးပါစေငါကတော့ပျော်ပျော်ရွှင်ရွှင်နဲ့အရက်တောက်ချင်တယ်ငါတို့လက်ထပ်ဖို့အချိန်တန်ပြီထင်တယ်အဲ့လိုသူပြောလာတယ်အေးလေကောင်းတာပေါ့သူတကယ်ကြီးစစ်ဆက်ပွဲလုပ်ဖို့ပြင်နေပြီးသူ့ကိုအထဲပေးဝင်လိုက်ပါနင်းဘယ်သွားမလို့လဲဒီနေ့ငါတို့စစ်ဆက်ပွဲဆိုတာနင်မေ့နေတာလားဩငါတကယ်မေ့သွားတာနင့်ကိုအကြောင်းကြားဖို့မေ့သွားတယ်ငါတို့လမ်းခွဲကြရအောင်ဘာလဲဘာကိုဆိုလိုတာလဲတချို့ယောက်ျားတွေကတကယ်ကိုထူးဆန်းတဲ့ဝီချက်မှာပုံစံဖမ်းနိုင်ုံနဲ့သူတို့ကိုသူတို့အနိုင်မရနိုင်တဲ့သူတွေလို့ထင်နေကြတာနုနယ်လုံးပါသေးတယ်ကြောင်ချော့နေပြူဟာဟုတ်လားအခုငါအလှဲ့ပဲဒီလိုမြင်ကွင်းမျိုးကိုဘသူမြင်ဘူးလဲသူကနားလည်မှုလွဲတာတခုကိုပဲစုပ်ကင်ထားတယ်ဆိုရင်အဲ့ဒါကသူလုံးဝဂယုမဆိုင်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်တခုခုရှိနေလို့ပဲဖြစ်ဖြစ်ပဲဆိုတာကနားမထောင်တဲ့ကြောင်ကိုအပြင်ထုတ်ထားပြီးမှပြန်ခေါ်ရင်ပို့ပြီးလိမ္မာလာတတ်တဲ့သဘောကိုဆိုလိုတာအချစ်ရေးမှာဆိုရင်တော့တစ်ဖက်လူကိုအဆက်အသွယ်ဖြတ်ပြီးဝေးကွာအောင်လုပ်လိုက်တာပဲအဲ့ဒီအခါသူကမင်းကိုနင်တကယ်ကြီးပြန်သွားဖို့စဉ်းစားနေတာလားငါနေ့ရဲ့အိမ်လာကတဝက်ကိုစိုက်ပေးထားတာလေသူကဒီလိုကစားခြင်းနဲ့ဆိုရင်လဲငါကစားပေးရတာပေါ့အလိုလိုက်လုံးတာကလည်းမွေးမြူနီးတစ်မျိုးပဲလေမင်းသမီးယောဂမဟုတ်ပါဘူးစိတ်မဆိုးပါနဲ့မင်းအလုပ်ရှုပ်နေရင်လည်းရပါတယ်နေ့ရဲ့တရုပ်ဆောင်ချက်တွေကတော်တော်တိုးတက်လာတာပဲဒါတောင်တိုးတက်ဖို့နေရာကျန်သေးတယ်မာနကြီးတာတစ္ဆာမရှိတာလူမှုရေးမရှိတာအကိုကြီးသူကစိတ်ဆက်ပွဲအတွက်ပတ်စံတွေအများကြီးတုံးထားတာလေသူမိဘတွေလည်းနေကနေတကူးတကပြန်လာကြတာဆွေမျိုးတွေလည်းအများကြီးဖိတ်ထားတာသူပတ်စံကိုဖြုံးတီးပစ်တာကသူ့မျက်နှာကိုဖျက်ဆီးပစ်တာပဲနောက်မနေပါနဲ့ငါတငယ်ချင်းတွေလည်းကြည်နေကြတယ်ငါတခုခုမှားတာရှိရင်အိမ်ကြမှာဖြည်းဖြည်းချင်းပြောကြတာပေါ့အခုအနားကိုလာခဲ့ပေးပါဦးနင့်မှာဘာအားနည်းချက်ရှိလို့လဲတစ်ဖက်လူကိုစိတ်ရင်းနဲ့ဆက်ဆံတဲ့သူတွေကပဲခံစားရတာပါငါအဲ့ဒီသဘောကိုပြောတာမဟုတ်ပါဘူးစွန့်ပစ်ခံလိုက်ရတဲ့ကြောင်ပေါက်လေးကဘယ်တော့မှပြန်မလာတော့သလိုလှည့်ပြီးတော့တောင်ပြန်ကြိုက်တတ်သေးတယ်ဆိုတာမမေ့နဲ့